ကဲလုံးများတဲ့ပညာရှင်တွေအတကိုကြီးကိုတွေ့ဖွင့်ပြီးတိုးတဲ့မှုစီမံကိန်းရေးဆွဲနေရှင်းလင်းတင်ပြချက်ကနေစလိုက်ရအောင် APJ Abdul Kalam ပြောခဲ့တယ်လို့ပဲအလို့အကိုင်အာမီဖို့ဆိုတာတကယ်တော့မိမိကိုယ်တိုင်တိုးတက်မှုပေါ်မှာအများကြီးမူတည်နေတာပါဒီနေရာမှာအမြင့်တိုးတက်လို့တဲ့စိတ်ဓာတ်ရှိဖို့ကအရင်ရေးကြည့်ပါပဲခက်ခဲကစင်ခေါ်မှုတွေကိုအခွင့်အလမ်းအဖြစ်ပြောင်းလဲပေးနိုင်လို့ပါပဲဒါဆိုရင်ခိုင်မာတဲ့ကိုယ်ပိုင်ဖွံ့ဖြိုးမှုစီမံကိန်းတစ်ခုကိုဘယ်လိုစဆွဲမလဲဒီရေးကြီးတဲ့အဆင့်ကောအဆင့်ကိုတုံးပြီးအလွယ်တကူစတင်နိုင်ပါတယ်ပထမဆုံးအနေနဲ့စမပန်းတိုင်နဲ့တမတ်တာကအကောင်းဆုံးပါပဲလက်တွေ့ကြပြီးရှင်းလင်းတဲ့လမ်းညွှန်ချက်တွေရရှိစေမှအသေးချပါပဲကြီးမားတဲ့ပန်းတိုင်ကြီးတွေကိုကြည့်ပြီးစိတ်မပြေပါနဲ့နေ့စဉ်ခြေရခနိုင်တဲ့အလုပ်ငယ်လေးတွေအဖြစ်ခွေရလောက်ဆောင်တာပိုထိရပါတယ်လုပ်ငန်းခွင်အောင်မြင်ဖို့ကစိတ်ခန်းစားမှုဉာဏ်ရည်လဲလိုသေးလေနော်ကိုယ်စိတ်ကိုထိန်းချုပ်နိုင်တယ်လို့သူတစ်ပါးပေါ်ကိုချင်းစားတတ်ဖို့လည်းအရေးကြီးပါတယ်ဥပမာပြောရရင် EQ ကောင်းတဲ့ခေါင်းဆောင်ဟာအဖွဲ့ရဲ့ budget အခက်အခဲကိုတောင်ဖန်တီးမှုရှိတဲ့ sponsor အခွင့်အလမ်းဖြစ်လွယ်ကူပြောင်းလဲပြနိုင်ပါတယ်နောက်တစ်ခုကကိုပိုင်စီကံမှာကိုလောက်နေကြတက်တောင့်တက်တာရှိရဲ့ဇွန်ပင်ဘက်ကအရာတွေကိုနေ့စဉ်ပုံမှန်လောက်ဆောင်ခြင်းကနေစတင်ရမှာပါအလုတ်ရွှေ့ဆိုင်ခြင်းစိတ်တွေဖြစ်လာရင်ချက်ချင်းမလိုက်လျောမိအောင်တတိကချင်းအလေးအကျဉ်းကအကောင်းဆုံးထိန်းချုပ်ပေးနိုင်တယ်ဆိုတာတတိပြုပါတနေ့တာလုံးစွမ်းရည်နဲ့စီကံကိုအကီဝါထိန်းထားနိုင်မှုနေ့စဉ်လုပ်ငန်းစဉ်တွေကိုအခုတို့စနစ်တကျခွဲဝေပြင်ဆင်ထားဖို့အထူးလိုအပ်ပါတယ်တိုးတက်မှုရှိမရှိတေချာအောင်လာစဉ်3လတစ်ကြိမ်နဲ့နှစ်စဉ်သုံးသက်မှုတွေလောက်ပြီးမတိုက်တွေကိုစင်ဆက်မပြတ်စောင့်ကြည့်သွားဖို့လည်းလိုပါသေးတယ်စစ်ခေါ်အားတွေအမြဲပြီးဝနေစေဖို့အောင်မြင်မှုအသေးစားလေးတွေကိုတောင်အတိမတ်ပြုပြီးအောင်ပွဲခံပေးဖို့လုံးဝမမေ့သင့်ပါဘူးဒါပေမဲ့ဒီလိုစင်ဆက်မပြတ်တိုးတက်မှုတွေကအထီးကျန်ဆန်းစာမထစ်ဖော်စေဖို့ဘလို့တေချာအောင်လုပ်ကြမလဲအဖေကတော့ရှင်းပါတယ်ပုံမှန်အကြံပြုချက်တွေတောင်းခံပြီးလမ်းညွှန်မှုရယူခြင်းဖြစ်အားနည်းချက်တွေကိုမြန်သိရှိပြုပြင်နိုင်ပါတယ်နောက်ထပ်အရေးကြီးဆုံးအချက်ကိုတွားအောင်ပြင်းပြတဲ့ရည်မှန်းချက်နဲ့ကိုယ်ပိုင်ကျမ်းမာရေးကိုဘလို့များတာအောင်ထိမ့်သိမ်းကြမလဲအလော track တိကျတဲ့နေနမိတ်နဲ့အချိန်တွေတတ်မှတ်ထားခြင်းကစိတ်ဖိစီးမှုလွန်ကဲခြင်းတွေကိုတိတိတာတာတားဆီးပေးနိုင်ပါတယ်တကယ်တော့ကိုယူစိတ်ဖို့ဆိုတာရွေးချယ်စရာမဟုတ်ပါဘူးရေရှည်အောင်မြင်မှုတဲ့မရှိမပြေလွတ်အပ်တဲ့အခိုင်အမာအခြေခံအုတ်မြစ်တစ်ခုပါထူးချွန်မှုဆိုတာတိုက်ဆိုင်မှုမဟုတ်ပါဘူးအမှန်တကယ်စင်စစ်မပြတ်တိုးတက်လာဖို့မိမိကိုယ်ကိုအချိန်ပေးရင်းနှီးမြှုပ်နှံဖို့အဆင်သင့်ဖြစ်ပြီလား